မင်းညပဲစတား69လောနဲ့စတားတရားတီကိုရောက်ချသွားတယ်စီစဉ်ကုံမကတိတ်မလို့တော့စီစဉ်ကုံမ10ရက်လား17ရက်လားမသိဘူးအဲ့လောက်ပဲလို့တော့ရှင်မိုင်မော်တယ်တော့ရောက်သွားတယ်ညဆော့တာတော့5ပါတီပေါ့ကွာဆော့တာနိုင်သွားတယ်အန်နမီကတော့ estate ထုတ်တယ်ကွာကိုယ်ဘက်ကကျတော့မက်စစ်သားကိုဘရိုးနေကွာငါကြောလင်းကင်လာတယ်ဟိုင်ပါရီရဲ့ထုံးစံတဲ့ကွာဘလူးဘက်ကိုရင်စားတယ်မက်ဆမန်အောင်လေးမှဆိုတော့အမှ rubber ကိုစားတော့ level 4ရတာနဲ့မက်ဆမန်လင်းကိုရင်ကအန်နမီဘက်က estate ရဲ့စပက်ကိုကြည့်ရတော့ကွာ flame shot ဆိုတော့အကောင်တော့မဲတယ်အမှ eddy နဲ့ဝီတီပေါက်မတပယ်ပလိကောက်တာ estate အလားလေးကြီးတယ်ကွာပြီးတော့မှအလဲလိမ့်သွားအလဲလိမ့်မှရင်ကမေးကိုခေါ်ရတယ်အမှပြန်ထွက်မှမေးရသေးသွားတယ်မင်းစစ်သားစကေး1ဆိုမိတာကိုငါလည်းသွားမဲတာအကောင်မသေးပါဘူးအသွေးလေးနဲ့တေးသေးလေးလှုပ်ရတယ်လှုပ်ရတော့ငါလည်းဘလူးဘက်ပြန်ပေါ်တော့ဘလူးဘက်စားပေါ့ကွာဘလူးဘက်စားပြီးတော့မှတတ်တယ်အနေပြကေးငါလည်းရှောင်းအမှကုရှင် predefine ခဲ့တော့အမှအဲ့ဒီတုံးပေးလိုက်ရတယ်အမှတပယ်ပလိကောက်တာနဲ့ဝီတီတတ်တယ်တော့အေးစေးရပါတယ်အမှကွာတတ်တယ်လေးရတတ်မှုသွင်းနေသူပြန်ကောက်တာငါပဲပြန်သေးအောင်စကန်တတ်တယ်မှာကြောက်တဲ့အတိုင်းပဲအနီမငါ့ကိုလုံးလုံးတတ်တယ်နောက်ကတ်ခွင့်မပေးတာငါလည်းနေရာမှာတက်ပြီးတော့တတ်တယ်ဘက်ကိုပြန်ကူမတတ်မှုငါလိုက်တယ်အမှကုရှင်ရောရင်ရော estate ကိုအမှအဲဒီရဲ့ဝီတီရော support တာနဲ့မှကုရှင်လိုက်တာနဲ့ပြန်သေးဟောကွာဒီမှာကျတော့အနီဘက်ကကွမ်ကြားကိုဘက်ကနှစ်တန်ပြန်မဲတာမှနှစ်တန်မင်းလာကွာဆိုပြီးတော့အဲဒီမိတ်ပြန်ဖြစ်တော့ကောင်တခါတည်းပြန်ထွက်လာတော့ကွာဘလူးဘက်စားနေတော့ကုရှင်နဲ့ရင်နဲ့အမှတာဝါဝင်ရှိုးတာအမှကုရှင်ကငါ့အမှအကွက်တွေပြတာငါအဲဒီမိတ်နဲ့မှတစ်ခွက်ပြန်ပြတော့အကောင်နှစ်ကောင်လို့ပြန်ရှောအမှအကြီးတဲ့ဓာတ်လွဲနေသေးတယ်အပြည့်အကုန်လုံးပြန်ကောက်ပြီးတော့မှနေရာမှာပြန်တက်လာနေကုရှင်ဟီရိုကေပြန်ရတယ်ကွာနောက်ဆုံးတက်တယ်မှာကြောက်တယ်ငါလည်းဆိုလိုပဲအဲဘဝင်တာကုရှင်အမှအဲဒီမှလွဲငါလည်းအဲဒီစောသီးပေးလိုက်ရတော့ကွာတက်တယ်ဝင်ကောက်ဖို့နည်းနည်းခက်သွားပြီအမှတက်တယ်ဝင်ပေါက်တာဝီဒီယာဆော့ပေါက်တော့ကိုသွေး90နဲ့ကုရှင်မဲ့တက်တယ်ရသွားတယ်ငါမရလိုက်တက်တယ်လည်းမရဆိုကိုပါရောဘတ်ပြန်စားနေမှာကုရှင်ကလည်းလိမ့်မှယူတော့သွားရှာတယ်မှယူတော့မိုးချုပ်ပုတ်ပလက်တခါရှော့အနီဘက်ကတာမှုကနှစ်တန်အဲဒီမိတ်တွေရောဘန်းချက်တွေရောအကုန်ပေးတာနှစ်တန်အမှအဲဒီမိတ်နဲ့ပြန်ဖျဲပေးတာအကောင်အမှတခါလေးတေသွားကွာအလဲလေးမှာငါဘလူးဘတ်စားတော့အလဲလေးမှာရင်နဲ့မိတ်နဲ့အမှပတယ်ဖြစ်နေရင်သွေးနေဝါတွေ့တော့ငါလည်းစကေးဝန်းနဲ့နေရန်ပေါ်တက်ပြီးတော့ရဘတ်စားနေမှတီးတော့ရဘတ်ကိုမှတခါလေးစားအကောင်မှတခါလေးချိန်ဖိလိုက်အမှကုရှင်ကငါ့ကို P5 နဲ့လောက်ချတာတေကန်ဒီလေးအဲဒီမိတ်3လို့ပြန်လို့ရတယ်အဲ့တော့နောက်ကတဲကြီးမဲကြီး4កောင်လုံးပြန်လိုက်သေးတယ်နော်ကိုဘက်ကမှတင်းမိတ်ရောက်ချလာဆိုတော့မှမစ်စစ်သားစကေးဝန်းမိအမှနှစ်တန်းလည်းAD နဲ့ပြစ်အဲ့ဒီမှာမစ်စစ်သားကြီးလေးဆိုတော့ကွာဘူးမှမလို့တော့ပတ်တဲ့အမှ estate ကိုပါထိုက်ရတယ်ကွာအမှငါဟီရိုဂိမ်းမရတော့နေဘက်ကကွန်ကြာပေါ်လင်းချင်းနေတာအဲ့တော့ငါတီးတော့ပေါ်လင်းသွားပြီးတော့ကောင်တော့မယ်အဲ့ဖလီကာချင်းမှတီးတော့အဲ့ဒီကမပေးသေးဘူးပြီးမှအဲ့ဒီပေးမှအကောင်ဖလီကာနဲ့ပြေးလဲမလို့တော့ငါအဲ့ဒီကျန်သေးရတယ်ဒီမှာ log in နေတော့နှစ်တန်းသေးသွားတယ်ကွာ log လည်းဆိုလိုပဲကိလိုက်တယ်အဲ့မှာ log easy ရပါတယ် fat log ပေါ့တော့ရတော့အောက်လင်းရှင်းကွာရှင်းပြီးတော့အမှ blue back ပေါ်နဲ့ blue back ကိုပြန်စားတော့လဲလိမ့်မှာဘက်တယ်ဖြစ်နေငါမပါသေးအမှ estate အဲ့ဒီမရှိမှန်းသိတော့ estate ကိုရင်ဝင်နိုင် estate ကလည်းရင်နဲ့တောင်းမနာဝင်နိုင်တာဘလို့မှကောင်းမလို့အမှ estate ကငါ hero ကေရကွာကျန်တဲ့နှစ်ကောင်ကျတော့လူကပဲ hero ကေရကွာလူကဘက်စက view နဲ့ဆို damage တားထွက်တာကုရှင်ရဲ့သွင်းနေတဲ့ရှိတော့ tower လေးထိကိုဝင်နိုင်တယ်မှဓာတ်ရပါကောက်လွဲနေတယ်ရေးတယ်တော်သေးတယ်မသေးလို့ဒီမှာကရင်ရှောင်းတာအလားကြီးတက်မယ်ပေါ့အကောင်ထွက်ပြေးသွားတော့အကောင်ငါအဲဒီမိတ်ဝင်ကြည့်တယ်မမို့တော့အကောင်သွေးသေးနဲ့လှုပ်သွားတယ်ကွာလောတော့ဂျီပူနာနဲ့လောပဲကေစကန်လောဒီမှာကုရှင်ဓာတ်စားရတာတေကန်ဒီလိုအဲဒီမိတ်ပေးပြီးပြန်ပက်လိုက်ရလင်းရစောစီအဲဒီမိတ်ပေးလိုက်ရကွာဒီမှာဟိုဘက်ကပတ်တယ်မှာတော့ easy ပဲကိုဘက်ကနိုင်သွားပြီဒီမှာ3កောင်မှောက်နေမှာတော့လောရလေလာတာနဲ့တာဝါ only ဝင်ရှိုးအမှရင်ဖြတ်ရင်သေးသွားတော့မှကုရှင်မှာထပ်မဲပြီးတော့တာဝါ only ပဲဝင်ရှိုးရတယ်အဆုံးကြီးကြည့်ပြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကနောက်စီစဉ်နဲ့တန် global ထိုင်းမှာမလို့ပါ brother တို့ကြီးအပိကြပါအောင်နော်